ဒီကနေ့လူသားတွေနေတဲ့နေရာတွေကမီးလောင်ပြင်းနေဖြစ်နေတယ်။မျက်ရည်နဲ့ပြည့်နေတယ်ငိုတန်နေနဲ့ပြည့်နေတယ်အဲ့ဒါဘသူတွေကြောင့်လဲဆိုရင်အခုနာကပြောတဲ့ပြည်သူအတွက်ဖဲလို့လိန်ပြီးတော့ငါနဲ့ငါအဖွဲ့အစည်းအတွက်ဖဲဆိုတဲ့ကောင်လေးကြောင့်ဟုတ်လားဟုတ်ပါပါဗျာပြည်သူကပေးထားတဲ့လက်နက်ကိုကိုင်းအစာပိုင်းတော့ပြည်သူရဲ့ကယ်တင်ရှင်လို့အာကိုရာပုဂ္ဂိုလ်တွေလို့ဟုတ်လားဟုတ်ပါပါဗျာနောက်တော့အဲ့ဒီလက်နက်တွေနဲ့ပဲကိုရေးကိုရာကိုအခွင့်အရေးကိုစဉ်းစားပြီးတော့ပြည်သူကိုအနိုင်ကျင့်လာကြကမ္ဘာမှာနိုင်ငံအသီးသီးရှိတယ်လူအဖွဲ့အစည်းတွေအသီးသီးရှိနေမဲ့ဒီနိုင်ငံကစိန်စာသိနေတာလားမသိဘူးနော်ဟုတ်ပါဘူးကျေဆက်ဆက်အုပ်ချုပ်လာတဲ့လူတွေကပြည်သူပေါ်မှာမရိုးသားကြဘူးလက်နက်ကင်ထားတဲ့နယ်ပယ်ကပုဂ္ဂိုလ်တွေရောနိုင်ငံရေးနယ်ပယ်ကပုဂ္ဂိုလ်တွေရောပြည်သူပေါ်မှာလိန်သွားတဲ့လူကများနေသေးတယ်အခုထိပဲဒီကထဲမှာလည်းရှိနေတော့မယ်ဒီထဲမှာရောပါလာမှာဆိုတယ်အဲ့ဒါကြောင့်အားလာကိုအလေးအနက်ထားပြီးပြောနေရတာပြည်သူအတွက်ပဲဆိုတဲ့စကားဟုတ်လားဟုတ်ပါဘူးသိကြပါသေးသိကြသေးတယ်မှာတဲ့နော်ဟုတ်ပါဘူးဒီကနေ့လူသားတွေနေတဲ့နေရာတွေကမီးလောင်ပြင်းနေဖြစ်နေတယ်မျက်ရည်နဲ့ပြည့်နေတယ်ငိုတန်နေနဲ့ပြည့်နေတယ်အဲ့ဒါဘသူတွေကြောင့်လဲဆိုရင်အခုနာကပြောတဲ့ပြည်သူအတွက်ဖဲလို့လိန်ပြီးတော့ငါနဲ့ငါအဖွဲ့အစည်းအတွက်ဖဲဆိုတဲ့ကောင်လေးကြောင့်ဟုတ်လားဟုတ်ပါပါဗျာပြည်သူကပေးထားတဲ့လက်နက်ကိုကိုင်းအစာပိုင်းတော့ပြည်သူရဲ့ကယ်တင်ရှင်လို့အာကိုရာပုဂ္ဂိုလ်တွေလို့ဟုတ်လားဟုတ်ပါပါဗျာနောက်တော့အဲ့ဒီလက်နက်တွေနဲ့ပဲကိုရေးကိုရာကိုအခွင့်အရေးကိုစဉ်းစားပြီးတော့ပြည်သူကိုအနိုင်ကျင့်လာကြကမ္ဘာမှာနိုင်ငံအသီးသီးရှိတယ်လူအဖွဲ့အစည်းတွေအသီးသီးရှိနေမဲ့ဒီနိုင်ငံကစိန်စာသိနေတာလားမသိဘူးနော်ဟုတ်ပါဘူးကျေဆက်ဆက်အုပ်ချုပ်လာတဲ့လူတွေကပြည်သူပေါ်မှာမရိုးသားကြဘူးလက်နက်ကင်ထားတဲ့နယ်ပယ်ကပုဂ္ဂိုလ်တွေရောနိုင်ငံရေးနယ်ပယ်ကပုဂ္ဂိုလ်တွေရောပြည်သူပေါ်မှာလိန်သွားတဲ့လူကများနေသေးတယ်အခုထိပဲဒီကထဲမှာလည်းရှိနေတော့မယ်ဒီထဲမှာရောပါလာမှာဆိုတယ်အဲ့ဒါကြောင့်အားလာကိုအလေးအနက်ထားပြီးပြောနေရတာပြည်သူအတွက်ပဲဆိုတဲ့စကားဟုတ်လားဟုတ်ပါဘူးသိကြပါသေးသိကြသေးတယ်မှာတဲ့နော်ဟုတ်ပါဘူး